အားလုံးပဲမင်္ဂလာပါ Comic Holic ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အကြာကြီးပျောက်သွားရတဲ့အကြောင်းရယ် brother တို့စိတ်ဝင်စားမဲ့ထင်လောက်တဲ့အကြောင်းရယ်တခြားကျွန်တော်ပြောချင်တဲ့အကြောင်းတွေကိုဗီဒီယိုဆုံးသက်မှာပြောထားပါတယ်လောလောဆယ်တော့ comic အကြောင်းပဲအရင်စပြောလိုက်ရအောင်ဒီ comic ကိုတော့ writer Dot Wagner ရယ် artist Daniel Hay ရယ်နဲ့ colorist Laura Martin ရယ်တို့ကတူတူဖန်တီးထားတာဖြစ်ပါတယ်တခြားရှိဝေးမိတ်ဆက်မနေတော့ဘူးဒီ comic ကိုကျွန်တော်နဲ့အတူတူဖတ်လိုက်ရအောင်ကားသွားလာနေတဲ့လမ်းမတစ်ခုမှာကားတစ်စီးရက်နေတာကိုတွေ့ရတယ်။ကားကဒီတိုင်းရက်နေတာတော့မဟုတ်ဘူး။ကားထဲမှာလူနှစ်ယောက်ကလိန်ဆက်ဆံနေတာဖြစ်တယ်။သူတို့ကိစ္စလည်းပြီးသွားရောကားထဲကနေယောက်ျားတစ်ယောက်အတန်ထွက်လာတယ်။ဟမ်။အော်မပူပါနဲ့။ငါအမေကနေဝင်တာနဲ့တန်းအိတ်တာ။ तू ကခေါင်းကျသွားပြီဆိုတာနဲ့နှိုးလို့မရတော့။စလာတဲ့ကစားတော့စားနေပြီ။ကားထဲမှာစော်နဲ့ဖြုတ်နေတာကိုအမေကဘယ်ကနေဘလို့ရောက်နေလဲတော့မသိဘူး။ဒိုးနှံဟုတ်လား။ဆိုပြီးပြောဆိုနဲ့ကားတကားကိုခွင့်လိုက်ပါတယ်ကားထဲကထွက်လာပြီးတော့ဒီနားမှာစီဆိုင်ကဆိုင်ရှိတယ်အဲ့မှာတော့ဒိုနက်ရှိမှာပေါ့လို့ပြောပြီးတော့တေးစင်ပေါက်တယ်ပြီးတော့ဆိုင်ရောက်ရင်ဘာတွေဝယ်ရမယ်ဆိုတဲ့အကြောင်းသူ့စော်လှမ်းပြောနေတာပေါ့စကားပြောနေတော့မှပဲသူ့ချစ်သူကအတင်းဆွဲခေါ်လို့ဆရာသမားကကားထဲကိုပါသွားပြန်တယ်ဓာတ်စီဆိုင်နဲ့တွဲပွင့်ထားတဲ့ကုံစုံဆိုင်တွေကိုခုနကလူကဝင်လာတယ်ပြီးတော့ခုနကသူ့ချစ်သူမှားလိုက်တဲ့ဒိုနက်ရှိမရှိဆိုင်ရှင်ကိုမေးတော့ဆိုင်ရှင်ကမနက်ကဟာရီကြံသေးချောင်းပြောပြတယ်အဲ့ဒါနဲ့သူကဒိုနက်တပူးရယ်ပြီးတော့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုပါလိုက်ရှာတယ်သူလိုတာတွေယူပြီးငွေရှင်းမယ်လို့တော့ကောင်တာမှာထိုင်နေတဲ့ဆိုင်ရှင်ကသူ့ကက်ကိုယူပြီးတော့ငွေရှင်းဖို့လုပ်ပေမဲ့ဆက်ကပြဿနာတက်နေလို့ဆိုင်ရှင်ကကက်မှာပါတဲ့နာမည်ကိုကြည့်လိုက်ပြီးတော့ဗစ်တာရေဆက်ကနည်းနည်းကြောင်မှမလို့ခဏတော့စောင်းကွာမဂဇင်းအသစ်တွေတင်ထားတယ်စောင့်နေတော့ဖတ်ချင်ဖတ်လေဆိုပြီးပြောလိုက်တယ်အဲ့တော့ဒီလူနာမည်ကဗစ်တာဆိုတာကိုဒီမှာသိရပြီပေါ့နော်ဗစ်တာလည်းမဂဇင်းတစ်ခုကိုယူဖတ်ရင်းနဲ့မျောသွားတယ်အဲ့ဒီအချိန်မှာကောင်တာကဆက်ကအဆင်ပြေသွားလို့ဆိုင်ရှင်ကရပြီဗစ်တာရေလို့လှမ်းပြောနေတာတော့သူ့မှာသတိမထားမိဘူးဆိုင်ရှင်ကထွက်ခေါ်လိုက်တော့မှအတိပြန်ဝင်လာပြီးတော့ကောင်တာမှာလက်မှတ်ထိုးပေးတယ်ပြီးတော့ဆိုင်ရှင်ကစက်ကူလာပလတ်စတစ်လာလို့မေးတော့ဗစ်တာတယောက်ငြိမ်ကြသွားပြီးတော့ဘာပြောလိုက်တာလဲဆိုပြီးပြန်မေးတယ်အဲ့တော့မှဆိုင်ရှင်ကမေးယူထားတာတွေကိုစက်ကူအိတ်နဲ့ယူမလားပလတ်စတစ်အိတ်နဲ့ယူမလားလို့မေးနေတာလို့ပြန်ဖြေလိုက်တော့မှပလတ်စတစ်အိတ်နဲ့ပဲယူတော့မယ်ဆိုပြီးပြန်ပြောလိုက်တယ်ဆိုင်ထဲမှာဗစ်တာတယောက်တည်းဈေးဝယ်နေတော့ကားပေါ်မှာကြံခဲ့တဲ့သူ့ချစ်သူဗာဂျီးနီးယားကိုလူတယောက်ကသူ့အပေါင်းအသင်းနေတဲ့အတူကောင်မလေးစားပြီးပြီလားဘာညာဆိုပြီးတော်ကီလာဖုတ်နေတာကိုတွေ့ရတယ်ဗာဂျီးနီးယားကတော့ဘာမှပြန်မပြောဘဲနဲ့တိတ်ဆိတ်နေတယ်အဲ့ဒီအချိန်မှာပဲဗစ်တာကခုနဆိုင်ထဲကပေးလိုက်တဲ့ကျွတ်အိတ်နဲ့အာချောင်နေတဲ့ကောင်ရဲ့ခေါင်းဆွတ်လိုက်တယ်ချက်ချင်းပဲဘေးကလာကူတဲ့ကောင်ကိုပါခြေထောက်ကိုကန်ချိုးပေးလိုက်တယ်ပြီးတော့ခုနကျွတ်အိတ်ဆွတ်ခံထားရတဲ့ကောင်ရဲ့ခေါင်းနဲ့နောက်တစ်ယောက်ရဲ့မျက်နှာကိုလွှဲပြီးတော့ရိုက်ချပေးလိုက်တယ်ဗစ်တာကတာမန်အေးစိတ်သမားလို့ထင်ရပေမဲ့အချိန်ခဏလေးအတွင်းမှာပဲလူ၃ယောက်အမှောက်သိမ်းချလိုက်တာပဲဖြစ်တယ်အဲ့မှာခုနခြေထောက်ချိုးခံလိုက်ရတဲ့အင်ဂျီအဖြူနဲ့ဘဲကဟဲ့အောင်စောက်ယူမင်းငါခြေထောက်ကိုချိုးလိုက်တာပဲဆိုပြီးအသေးအံထအော်ရောအဲ့ဒါကိုဗစ်တာကဘာမှမပြောတဲ့ကောင်ရဲ့မျက်နှာကိုတစ်ချက်တဲ့စောက်ကန်တက်လိုက်ရောအဲ့မှာအင်ဂျီအဖြူနဲ့ကောင်ကတနက်ကင်ပြီးထလာတယ်ဗစ်တာကလည်းချက်ချင်းပဲတနက်ကိုဖမ်းပြီးတော့လက်တီးနဲ့ထိုးချပေးလိုက်တယ်ဟိုကောင်ကလက်ချောင်းလေးစုပ်ပြတ်သွားလို့အော်နေတော့ရှိသေးတယ်နေရွက်ကနေကင်ပြီးကားမှန်နဲ့ရိုက်ချပေးလိုက်တာနေရွက်ကြီးပြက်ပြီးလက်ထဲကပါလာပါလေရောဗစ်တာဒီမာနဲ့မရက်သေးပဲခုနကျွတ်စုတ်ခံထားရတဲ့ကောင်ငါချစ်သူကိုနိုလေးလာတယ်လို့ပြောတာမင်းလားလို့ပြောပြီးတော့ဘောဖိနှင်းချေပြပလိုက်တယ်ပြီးတော့ဟိုကောင်ကိုလှဲချလိုက်ပြီးတော့ငါတို့ဘာသာအေးဆေးလေးနေချင်တာကွာလို့ပြောပြီးတော့ခုနဆိုင်မှာဝယ်လာတဲ့ brush ကြီးနဲ့ပါးစပ်ထဲကိုစောင့်ထိုးချပလိုက်တယ်ဗစ်တာတယောက်အားရအောင်လှုပ်ပြီးတော့မှသူ့ချစ်သူဗာဂျီးနီးယားကိုသတိရသွားတယ်အဲ့ဒီမှာဗစ်တာကခုနကသူမဟုတ်တော့တဲ့အတိုင်း sorry ပါတာကြီးတို့ရငါခဏလောက်စိတ်လွတ်သွားလို့ပါတမင်ရည်ရွယ်ပြီးလှုပ်တာမဟုတ်ပါဘူးဆိုပြီးတော့မှောက်နေတဲ့ကောင်လေးကိုတောင်းပန်တယ်ပြီးတော့သူဝယ်လာတဲ့ပစ္စည်းတွေကိုပြန်ကောက်ပြီးတော့ကားထဲဝင်လာတယ်ပြီးတော့သူ့ချစ်သူဗာဂျီးနီးယားကိုတောင်းပန်ပါတယ်အချစ်ကိုဂရီပေးထားတာကိုသိပါတယ်ဆိုပြီးတော့ပြောလိုက်တယ်ချစ်သူကိုမျက်နှာချိုးသွေးတာပေါ့ဗျာဒီမှာဆိုရင်တော့ဗာဂျီးနီးယားရဲ့လက်တွေလေဘင်းတွေကထူးဆန်းနေတာကိုတွေ့ရပါတယ်ဘာလို့ထူးဆန်းဖြစ်နေလဲဆိုတော့ဗာဂျီးနီးယားတကယ်တော့လူအစ်စ်မဟုတ်ဘဲနဲ့အဒေါ့ဒိုင်းဖြစ်နေလို့ပါဟုတ်ပါတယ်ဗစ်တာကအဒေါ့ဒိုင်းကိုတကယ်လူသားအချင်းချင်းချစ်တယ်လို့အချစ်မျိုးနဲ့ချစ်တာပါဒီဘက်မှာတော့ခန္ဓာကြီးကျယ်တဲ့အိမ်ကြီးထဲမှာဘိုးတော်တယောက်ကသူ့သားကိုစုနေတာကိုတွေ့ရတယ်မင်းကမင်းမိတိုင်းပဲတွေ့ငါသူ့ကိုဘယ်လောက်ပဲချစ်ပြခဲ့ပါလိမ့်ငါသူ့ရဲ့စိတ်လိုလိုက်တဲ့ဆန္ဒတွေအပေါ်မှာဘာမှမလွှမ်းမိုးနိုင်ခဲ့ဘူးတွေ့သူသာအချိန်မတန်ဘဲနဲ့မဆုံးခဲ့ပြောလို့ဆက်မှာတယ် tree ကဒေါသထွက်ပြီးတော့အချိန်မတန်ဟုတ်လားဆိုပြီးဖြစ်ပြောလိုက်ပါတယ်မင်းကမင်းမိလို့ပဲခံစားချက်ကိုမထိန်ချုပ်နိုင်ဘူး
ဒီလူတွေကတော့တခြားလူတွေမဟုတ်ဘူးခုနဗီတာစုပ်ပြတ်တက်နေအောင်တွေးတာခံလိုက်ရတဲ့ကောင်းနဲ့သူ့ဖေပဲဖြစ်ပါတယ်သူ့ဖေကဒီမျိုးရဲ့ဆရာကြီးဂန်စတာပေါ့ဘိုးတော်ဟာသူ့သားကိုလုံးချင်အောင်လုပ်တဲ့အကျင့်ကိုစုနေတာပေါ့ပြီးတော့သူ့တပည့်ကိုလှမ်းပြီးစင်ပြေအကောင်ကတွေးကျင်တဲ့ဂျင်ဆိုလှမ်းပြောလိုက်တယ်ဂျင်ဆိုတဲ့လူကအသက်ရှင်လျက်လားဆရာလို့ပြန်မေးလိုက်တယ်တေဒီယပ်စ်ကရှင်ယုံဆိုရပြီဆိုပြီးခက်ပြက်ပြက်ပြန်ပြောလိုက်တယ်ပြီးတော့သူစောင်းထားတဲ့ဒုတ်ကိုယူပြီးသူ့သားဘက်ကိုလှည့်လိုက်ပြီးမင်းငါတို့မိသားစုကိုအရှက်ရအောင်လုပ်နေရပဲမင်းကတော့အပိုးကျိုးဖို့လိုနေပြီမင်းလက်တွေကိုငါစပွဲပေါ်တင်ထားလိုက်လို့ပြောလိုက်တယ်ထရီကတော့အဖေကမလုပ်ပါနဲ့ဆိုပြီးတောင်းပန်နေရပေါ့ဒီဘက်မှာတော့ဗာဂျီးနီးယားနဲ့အတူတူဗီတာတယောက်နေထွက်ခြင်းကိုကြည့်နေတယ်ဗာဂျီးနီးယားရဲ့လက်ကိုစုပ်ကင်ထားပြီးတော့ညာထူးဆန်းတာတစ်ခုတွေ့ခဲ့တယ်ကိုတို့အတူတူရောမအောင်တွားကြမယ်ဆိုဘလို့လဲလို့ဆိုပြီးတော့သူညာဓာတ်စီဆိုင်မှာဖတ်ခဲ့တဲ့မဂဇင်းထဲကရောမမျိုးအကြောင်းသူ့ချစ်သူကိုသူမေးတာပေါ့ပြီးတော့သူတို့တွေရောမမျိုးမှာဆိုဘာတွေလုပ်လို့ရတဲ့တယောက်တည်းစိတ်ကူးပြီးတော့ပြောနေအခုကြည့်နေတဲ့လူတွေတိုင်းမှာလဲကိုတို့အသက်ကြီးရင်တောင်ပေါ်မျိုးလေးမှာနေမျိုးလေးမှာဘာလုပ်ကြမယ်ဆိုပြီးတော့စိတ်ကူးဖို့ပြောဖို့တဲ့လူတွေလည်းပါမှာပေါ့ဖီတာကဒီစကားတွေကိုယူနှမ်းလို့ပြောနေတာမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တို့စိတ်ကူးဖို့တို့စိတ်ကူးနေတာခင်ဗျားတို့ကျွန်တော်တို့ဒီအကြောင်းတွေကိုစိတ်ကူးရင်နေတော့ကိုအတူဖြတ်တန်းမယ်ဆိုပြီးဆုံးဖြတ်ထားတဲ့လူတစ်ယောက်ကိုတကယ်ချင်းတကယ်မေတ္တာထားလို့စိတ်ကူးမိတာအခုဗီတာကလည်းအဲ့လိုပဲစကားတွေပြောနေရင်နေထွက်လာတာကိုမြင်တော့အမေနိုးပြီဆိုပြီးတော့ဗီတာရေရွတ်မိလိုက်တယ်ခဏလေးထပ်နေအောင်အချစ်ရခဏလေးပါပဲလို့ပြောပြီးတော့သူ့ချစ်သူဗာဂျီးနီးယားကိုခတ်တင်းနဲ့ပွေ့ဖက်လိုက်တယ်ကိုတို့နှစ်ယောက်အီတလီမှာဆိုဘလောက်ပြောဖို့ကောင်းလိုက်မလဲတွေးကြည့်ပါလားလို့ဗာဂျီးနီးယားကိုမေးလိုက်တယ်ပြီးတော့သူ့အမေရှိတဲ့ကားဘက်ကိုလှည့်ပြီးတော့ဟုတ်အမေတားတို့ခဏနေလာခဲ့ပါမယ်လို့လှမ်းပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကအနောက်ကိုရောက်လာတယ်ဗီတာတယောက်မသတိမထားမိပါဘူးလို့ကျွန်တော်တို့ထင်နေတဲ့အချိန်မှာပဲဗီတာကအဲ့လူရဲ့ဘက်ကိုကြည့်ပြီးတော့ဘာလဲလို့လှမ်းမေးလိုက်တယ်ဟိုလူကလည်းမပြောဘူးဆိုလည်းဗီတာမေ့လေတော့ရိုက်ချလိုက်တယ်ဗီတာနိုးလာတဲ့အချိန်မှာတော့လူနှစ်ယောက်ကအချင်းချင်းစကားပြောနေတာကိုတွေ့ရတယ်ငါဒီကောင်မိုးဝေးပန်းနိုင်မအောင်ကွာမဲမဲစဉ်းစားကြည့်လေတကယ်ကောင်မတွေနဲ့စကားပြောရတာတဲ့ဒီအယုံမနဲ့နေရတာမှအများကြီးပိုစိတ်ချမ်းသာအောင်ပဲဆိုပြီးတော့သူတို့အချင်းချင်းပြောနေကြတယ်ဗီတာတေချာကြည့်လိုက်မှသူ့လက်ကိုထိုင်ကုန်တစ်လုံးမှာတွဲချီခံထားရတာရဲ့ပျက်စီးယိုရွေးနေတဲ့တက်သားချိုင်းကင်းတွေရဲ့မြင်လိုက်ရတယ်အဲ့ဒီအချိန်မှပဲခုနကစကားများနေတဲ့ကောင်တွေကစကားပြောတာကိုရက်လိုက်ပြီးတော့ဗီတာကိုဆောက်ခွက်ပြောင်းတာပေါ့သူတို့အတွက်ကတော့ဗာဂျီးနီးယားအယုတ်တရုတ်ပဲဆိုပေမဲ့ဗီတာအတွက်ကျတော့အသက်ထက်ပိုချစ်ရတဲ့သူ့ချစ်သူလူနှစ်ယောက်တည်းကတယောက်ကဗာဂျီးနီးယားရဲ့စကော့မလှန်ပြီးကြည့်လိုက်တဲ့အချိန်မှာဗီတာကသူ့စိတ်ထဲကနေမျက်လုံးဆိုပြီးမှတ်ထားလိုက်တယ်နောက်တစ်ယောက်ကဗာဂျီးနီးယားရဲ့ပေါင်ကိုရှာလိုက်ရက်ဖို့ပြင်လိုက်တဲ့အချိန်မှာဘေးကကောင်ကဟဲ့သောမတ်မင်းအဲ့ဒါရောရာကြီးကဆိုပြီးလှမ်းတာတယ်အဲ့ဒီအချိန်မှာပဲဗီတာခေါင်းထဲမှာသောမတ်ဆိုပြီးထပ်မှတ်လိုက်တယ်သောမတ်တယောက်ဂိမ်းမဆိုင်ပဲရက်လိုက်တဲ့အချိန်မှာလဲဗီတာစိတ်ထဲမှာရှားဆိုပြီးထပ်ရည်ရွတ်လိုက်တယ်ပြီးတော့ဟိုလူတွေပြောနေအောင်တရေမဆိုင်ပဲအပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါစိုင်းပုတ်အပြက်ကိုမြင်တော့ထပ်ပြီးမှတ်ထားလိုက်တယ်သူကြည့်နေတဲ့အချိန်မှာပဲလူတစ်ယောက်ကဝင်လာပြီးတော့ဟဲ့ဂျင်နဲ့သောမတ်မင်းတို့တွေတော်သေးပြီလို့ပြောပြီးတော့ဝင်လာတယ်ဗီတာတယောက်အပေါ်အတိုင်းပဲဂျင်ဆိုတဲ့နာမည်ကိုထပ်ပြီးတော့မှတ်ထားလိုက်ပြန်တယ်ခုနကလူကပဲငါတို့ရဲ့အပြုအမူတွေအတွက်တောင်းပန်ပါတယ်ဗီတာငါမင်းကိုဗီတာလို့ခေါ်လို့ရမလားလို့မေးလိုက်တော့ဗီတာကရတာပေါ့လို့အေးဆေးပြန်ဖြေလိုက်တယ်ငါနာမည်ကတာရီယပ်ဘယ်လဗူလို့ခေါ်တယ်ဒီကိစ္စတွေဘာလို့ဖြစ်နေလဲဆိုတာကိုမင်းသိချင်မှသိလိမ့်မယ်လို့ငါထင်တယ်ဆိုပြီးတော့ဗီတာကိုသူ့နာမည်မိတ်ဆက်ပေးလိုက်တယ်တာရီယပ်ကမင်းမင်းညကောင်လေး၃ယောက်ကိုဆေးရုံရောက်အောင်လုပ်လိုက်တယ်အဲ့ထဲကတယောက်ကငါရဲ့တူဒီသောသားပဲဆိုပြီးပြောလိုက်တော့ဗီတာကအဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးတော့ဖြတ်ပြောလိုက်တယ်တာရီယပ်ကဗီတာပြောတာကိုဘာမှပြန်မပြောပဲငါမင်းပတ်စံအိမ်ကိုယူထားတာတော့ဝန်ခံပါတယ်ငါလူတယောက်နဲ့စကားမပြောခင်မှာသူ့နာမည်ကိုအရင်သိအောင်လုပ်လေးရှိလို့ပါဆိုပြီးတော့ဗီတာကိုပြောတယ်ဗီတာကလည်းသူပြောတာကိုအာရုံမထားပဲသူ့ကိုဖမ်းထားတဲ့အဆောက်အဦပတ်ပတ်လည်ကိုကြည့်ပြီးတော့စတူဒန်ပေ1000လို့မှတ်လိုက်တယ်တာရီယပ်ကပဲဆက်ပြီးတော့မင်းကိုထင်ကြီးမိသွားတာတော့အမှန်ပဲကွာမင်းက10နှစ်လောက်အစိုးရရဲ့ထောက်လှမ်းရေးလုပ်ခဲ့တယ်
မင်းလောက်ခဲ့တဲ့10နှစ်လုံးကလည်းလျှို့ဝှက်ထားတာကြီးပဲဒါပေမဲ့လွန်ခဲ့တဲ့2နှစ်တုန်းကဆိုပြီးတော့သူပြောလက်ဆောက်ရက်လိုက်တယ်ဗစ်တာကတော့ဂိမ်းမဆိုင်ပဲပတ်ဝန်းကျင်ကိုကြည့်ပြီးတော့အခုရေပေါ်မှာပဲလို့စိတ်ထဲမှာထပ်ပြီးမှတ်ထားလိုက်ပြန်တယ်တာဒီယပ်ကအေးဒါပေမဲ့လွန်ခဲ့တဲ့2နှစ်ထဲကစပြီးအစအနရှာမရအောင်မင်းပျောက်သွားတယ်ဆိုပြီးတော့ခုနကသူရက်လိုက်တဲ့စကားကိုပြန်ဆက်လိုက်တယ်ပြီးတော့တာဒီယပ်ကနေပဲပုံမှန်ဆိုရင်တော့ငါတောက်ထိတဲ့အကောင်ကတတ်လိုက်တာပဲမင်းကတော့အရန်အသုံးဝင်လို့ကန်ကောင်းတယ်ပြောရမယ်ဆိုပြီးဗစ်တာကိုအလုပ်တစ်ခုလုပ်ပေးဖို့ကန်လန့်လိုက်တယ်သူ့သားကိုထိတဲ့အတွက်ရောစားတစ်ခုနေတယ်ပေါ့ဗစ်တာကတာဒီယပ်ပြောတာကိုနားထောင်ရင်းနဲ့ဆက်လေပန်းကအပြက်ကြီးမြင်လဲမှတ်နေအောင်ကိုကြည့်ပြီးဒါအရှိဘက်မှာပဲဆိုပြီးလဲမှတ်ဒီနေရာတွေလူနာမည်တွေပြီးတော့ဗာဂျီးနီးယားကိုထိတဲ့ရှာကြည့်တဲ့မျက်လုံးတွေဒါတွေကိုအကုန်မှတ်ထားပြီးတော့ဘာတွေလုံးမှလဲဆိုတာကိုနောက်အပိုင်းတွေမှာမြင်ရမှာဖြစ်ပါတယ်အဲ့လိုနဲ့ဗစ်တာတာရီယပ်ပြောတဲ့အလုပ်ကိစ္စကိုလက်ခံလိုက်တယ်ပြီးတော့ဗစ်တာကိုမေ့အောင်ရှိုက်ပြီးခေါ်လာတဲ့လူကပဲထပ်ပြီးတော့ဗစ်တာကိုမေ့သွားအောင်ရိုက်ချထလိုက်တယ်ဒီဘက်မှာတော့ဗစ်တာတယောက်ကားထဲမှာနိုးလာတယ်တရက်တည်းနှစ်ခါတော့မေ့သွားအောင်ရိုက်ခံတာကတော့နာနေတဲ့နောက်စီကိုပုတ်ပြီးတော့မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်မျက်လုံးနှလုံးပွင့်ပွင့်ချင်းသူ့ရှိမှစာတစ်စောင်ကိုထောင်ရသားလေးတွေ့လိုက်ရတယ်စာထဲမှာရေးထားတာကတော့ Project A သူတို့တွေမနက်နေထွက်တာမြင်ဗာဂျီးနီးယားကတော့မြင်ရမှာမဟုတ်ဘူးဗစ်တာကကားပြတင်းပေါက်အပြင်ဘက်ကိုလှည့်ကြည့်လိုက်တော့စာထဲမှာရေးထားတဲ့အရှိတက်တက်မှာရောက်နေတာကိုသူတွေ့သွားတယ်ပြီးတော့ကားထဲကထွက်လာပြီးအိမ်ကြီးကိုကြည့်ရင်ဗာဂျီးနီးယားအတွက်ပဲကွာလို့ပြောရင် issue 1ကိုဒီနေရာမှာပဲရပ်လိုက်ပါတယ် issue 2မှာတော့ဗစ်တာတယောက်ဘာတွေဆက်လုပ်လဲဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ဘာဗီဒီယိုမှမတင်ပဲပျောက်သွားရတဲ့အကြောင်းရင်းကတော့အလုပ်ရသွားတာရဲ့ကျွန်တော်အလုပ်ထဲမှာအသားကျအောင်နေရတာရဲ့အကြောင်းဖြစ်ပါတယ်အဲ့အတွက်လည်းစောင့်နေရတဲ့လူတိုင်းကိုကျွန်တော်အရင်တောင်းပန်ပါတယ်အရင်ဆုံးကျွန်တော်ပြောချင်တာကကျွန်တော်အခု comment စာအုပ်တွေဖတ်ပြနေရဆိုပေမဲ့ကျွန်တော်ကိုယ်တိုင်က comment စာအုပ်အရင်ဖတ်တဲ့လူလို့အခုကြည့်နေတဲ့ဘရိုတို့ထင်ပါပေါ့တကယ်တော့ကျွန်တော်ကဒီ comment တွေနဲ့ပတ်သက်ပြီးတော့အရင်ဝါသနာပါတာတော့မဟုတ်ဗျDC Marvel comment တွေဆိုလဲနှစ်ဆက်ဆက်မသိပါဘူး Watchmen နဲ့ The Boys comic နှစ်ခုကိုဖတ်ရင်းနဲ့ဒီ channel လေးကိုလုပ်ဖို့ဖြစ်သွားတာပါအရှိမပြောခဲ့တဲ့အားလုံးစိတ်ဝင်စားမဲ့ထင်လောက်တဲ့အကြောင်းဆိုတာကတခြားမဟုတ်ပါဘူးအခုကြည့်နေတဲ့လူတွေထဲမှာကိုကဒီ comment ကိုပတ်သက်ပြီးတော့ဝါသနာပါတယ် YouTube မှာဗီဒီယိုတွေဖန်တီးခြင်းနဲ့ဘယ်ကနေစပြီးဖန်တီးရမလဲဆိုတာကိုမသိသေးဘူးဆိုရင်ကျွန်တော်နဲ့အတူတူဗီဒီယိုတွေဖန်တီးဖို့ဖိတ်ခေါ်ချင်ပါတယ်တနည်းပြောရရင် comment hall လေးအတွက် co-founder လို့ပါကျွန်တော်အခုလို့ခေါ်ရဲဆိုတာကလည်း channel အမြဲ active ဖြစ်အောင်လို့ပါမဟုတ်ရင်ကျွန်တော်ကပျောက်သွားတတ်ပါကျွန်တော်တည်သမျှလည်းအကုန် share ပေးမယ်ကိုက comment တွေပဲဖတ်တာကျွန်တော်ဘာမှမလုပ်တတ်ဘူးဆိုလဲရပါတယ်ကျွန်တော်အရှိမလုပ်ခဲ့တဲ့ဗီဒီယိုမျိုးတွေတော့လုပ်တတ်အောင်တင်ပေးပါမယ်လူအများကြီးတော့မဟုတ်ဘူးတယောက်နှစ်ယောက်ပဲခေါ်မှာပါစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော် Telegram ကိုစာပို့ထားပေးကြပါအကယ်လို့ co-founder ရှာတာမရခဲ့လဲကျွန်တော်အလုပ်တစ်ဖက်နဲ့ရသလောက်တင်သွားပေးပါမယ်အခုကျွန်တော်ပြောချင်တဲ့တခြားဟာကတော့ကျွန်တော် freelance အလုပ်တွေအကြောင်းပြောချင်လို့ပါကျွန်တော်ပုံဆွဲပါတယ်ကျွန်တော်ဘာတွေလုပ်သေးလဲဆိုတော့ ban logo T-shirt design တွေ tattoo design တွေလည်းဆွဲပြတယ်အဓိကပြောချင်တာကတော့အခုကြည့်နေတဲ့ brother တို့ထဲမှာအပေါ်ကကျွန်တော်ပြောသွားတဲ့ဟာမျိုးတွေလိုချင်တဲ့ commission action နဲ့ဆိုရင်ကျွန်တော် Telegram ကိုပဲစာပို့ထားပေးပါ brother တို့လိုချင်တဲ့ idea ပေါ်မူတည်ပြီးဈေးကအပြောင်းအလဲရှိတာမလို့စိတ်ဝင်စားတဲ့ဆိုရင်အမနာပဲလာမေးလို့ရပါတယ်ကျွန်တော်အများဆုံးပြန်ဖြေပေးပါမယ်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်